တော့လိပ်ပုံဝတ်စလေးတွေပါလိပ်ပုံဝတ်စရမယ့်ရောင်လေးတွေ22ရောင်ရပါမယ်ရှင်ဒီကမှာရောင်လေးစုပုံရှိပါတယ်ဒါလေးကတော့အဝရောင်လေးပေါ့နော်အဝရောင်လေးကငုပါလို့လည်းအရင်မတောက်ဘူးအရင်လှပါတယ်စိမ်းဝါရောင်လေးပါဒါကကြက်ဥပါဒါကတော့ချောကလက်ညူဒါကတော့အနီရဲလေးပါဒါလေးကတော့နီညူရောင်လေးပါညူလေးနဲ့နီရဲလေးရပါမယ်နောက်ပြီးဒါအနက်ရောင်ခရမ်းနီးဘုတ်ရောင်ခရမ်းရောင်ပန်းခရမ်းရောင်ရမယ်ဒါကတော့အသားရောင်ပေါ့နော်ပန်းမစ်ကလို့လည်းခေါ်တယ်ဒါကတော့ကြည်ရာရောင်လေးရပါမယ်ရှင်ဒီမော်ရောင်လေးပါဒါလေးကတော့မိုင်လိုရောင်လေးပါခဲပြာလေးပါအချူလေးရမယ်နောက်ပြီးချယ်ရီရောင်မှာအရင်ရယ်အနုရယ်နှစ်ရောင်ရပါမယ်ရှင်ဒါလေးကတော့အရင်ကလည်းငှက်ခါစိမ့်လေးပေါ့နော်ငှက်ခါစိမ့်လေးဆိုရင်ချုပ်လိုက်ရမ်းလာပါတယ်ဒါလေးရပါမယ်ဒါလေးကတော့တည့်ရွစိမ့်လေးပေါ့နော်ဒါလေးကတည့်ရွစိမ့်လေးပါဒါလေးကထောပတ်စိမ့်တည့်ရွစိမ့်လေးရထောပတ်စိမ့်လေးရရပါမယ်ဒါလေးကတော့ရင်းကြီးစိမ့်လေးပေါ့နော်ရင်းကြီးစိမ့်လေးပါဒါလေးကအားလုံးရောင်လေးပါရောင်အားလုံး22ရောင်ရပါမယ်ရှင်တစ်စုံချင်းကိုမဆက်တစ်စုံကို3000ကျပ်ပါ50စွာစားပြီးလက်ကားဈေးနဲ့ရပါမယ်ရှင်50 100ဈေးတည်တတ်ရှိပါတယ်အဲ့ဒီလက်ကားအပြည့်လို့ရပါတယ်